ဒါပူရေးကြည့်ရလေ သဗ္ဗဒုက္ခဗမုဒ္ဒန္တိဧတံဤဘယတရားသံဃာယရဏမြတ်သုံးပါးပေါင်းတို့ကိုတရဏံရှိခိုးပူဇော်ရခြင်းသည်ခေမအိမရှိပေကင်းလာပါပေ၏ဧတံဤဘယတရားသံဃာယရဏမြတ်သုံးပါးပေါင်းတို့ကိုတရဏံရှိခိုးပူဇော်ရခြင်းသည်ဥတ္တမလူနတ်တကတို့တညတမကမြတ်လာပါပေ၏ဧတံဤဘယတရားသံဃာယရဏမြတ်သုံးပါးပေါင်းတို့ကိုတရဏံကိုယ်ဝေစေကလေးမြတ်သူဤမှန်၍ဆောင်းအစာရှိသောလူတံကိုရဝတ္ထုအပြားပြားကိုစက္ကလူတံယအဖြစ်လေးသောဒါနကုသိုလ်ကံစေရနာသံဃာတော်ရှင်သူမြတ်တော်ဝါဆိုရသင်္ကန်းစက္ကလူတံယခြင်းဒါနကုသိုလ်ကံစေရနာသောတေသဗ္ဗေဝတံသောသီလကုသိုလ်ကံစေရနာပုညသောမြတ်တံသောဘာဝနာကုသိုလ်ကံစေရနာဤသို့ပေါအမြတ်မြတ်သောကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်အလူရှင်လူမမိသားစုနဲ့တရားလုံးစုံတော်တရားဓမ္မပေါင်းသူတော်ကောင်းသူတော်ကောင်းမပေါင်းတို့မှာအဘိလေဘာကတောင်းမယတိစေပါယံသူမျိုးငါပါဝိပတိတရား၄ပါးပြဒနာတရား၅ပါးတို့မှာအခါကတိကင်းလွယ်မြင့်ကြကုန်ပြီလေယခုဘဝ၌ပင်ရာရှိတိတ်တော်စေစဉ်ဥစ္စာယရနာတို့ကိုရာရှိပိုင်ဆိုင်လာခြင်းရာရှိအပ်သောစေစဉ်ဥစ္စာများရလေအကျေအချင်းမြေတင်နေခြင်းသတ္တာသိနာသုဒ္ဓစာကပညာရည်ဟောတပါဟုခေါ်ဆိုအပ်သောသူတော်ကောင်းဥစ္စာယရနာခုနှစ်ပါးတို့ကိုပိုင်ဆိုင်ကြကုန်ပြီလေအဆုံးစွန်သောဘဝနာကာလ၌ဒုက္ခသမုဒယနိရောဓနမဂ္ဂတရားလေးပြည့်စုံရခြင်းမရှိကြသောဝိဝံပိဒုက္ခပေါင်းတို့ကိနိယာမညတိပံစီတို့ဝဟံဝဟံတော်လေဉာဏ်သောသွားရလေရောက်လေမျက်မှောက်ပြုလေဒုတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိဒုတိယံပိဓမ္မံသရဏံဂစ္ဆာမိဒုတိယံပိသံဃံသရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိဒုတိယံပိဓမ္မံသရဏံဂစ္ဆာမိဒုတိယံပိသံဃံသရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိတတိယံပိဓမ္မံသရဏံဂစ္ဆာမိတတိယံပိသံဃံသရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိတတိယံပိဓမ္မံသရဏံဂစ္ဆာမိတတိယံပိသံဃံသရဏံဂစ္ဆာမိဣတရဏဉာဏံပရိဘောဏံအာမပฏิပါရှင်မြာအာနာတိပါဒဝရမဏိတိက္ခာပရံသမာတိယာမိအာနာတိပါဒဝရမဏိတိက္ခာပရံသမာတိယာမိအာဒိဏံဒုတိသာသာဝရမဏိတိက္ခာပရံသမာတိယာမိအာယေတုမိစ္ဆာသာဝရမဏိတိက္ခာပရံသမာတိယာမိမုံဂဝါဒဝရမဏိတိက္ခာပရံသမာတိယာမိမုဒ္ဒဝါဒဝရမဏိဒုရမေရယနိသံဣဒံမေပုံညံပုံညံယံဟောတိယေတိယံယံနာသာတေယောဟောတိစိမေနတိစရဏိနာမဟာသံသတိအာရုံဘုံသက္ကပမာတိနာတိလကံမာဒေသရှိစုရည်နာ၍ဆရာတော်လက်ရှိဆရာတော်ဗတ္တန္တဓမ္မမိသားစုအပေါင်းတို့ကသုပေါသုဆောင်၍ဆရာတော်တို့ဆရာတော်ဤကောင်းကိုအာယုပြုတာ
ဤသို့ကုသိုလ်ကောင်းမှုကိုပြုလုပ်အပ်တဲ့ရှင်မကာလကြီးမှာဆရာတော်ဗဒ္ဒန္တဥတီသနဲ့တကွရောက်ရှိလာကြတော့တရားဓမ္မဆိုင်နိုင်ဖို့ဘောဟနိုင်မလိုလားမတောင်းတာအပ်သောအနိဋ္ဌပြေရန်ယမဟုသည်မြပြင်းကြီးလိုလားတောင်းတာအပ်သောအိဋ္ဌာသူတိจิตတိမင်္ဂလာပေါင်းတို့ပေါ်တို့မှာနန်းစီဖို့ရန်ကျုံလာသလားတဏှာရရှိသူမြတ်တို့၏မေတ္တာစေတနာကုဏတရားများရှိထားပြီးသောကာလမြတ်စွာဘုရားရှင်ဟောကြားအပ်သောပရိသေယဒေသနာတော်များဖြင့်မှာမေတ္တာသုတ်ပရိသေယဒေသနာတော်ကိုရှင်းမြောက်ဒေသနာတော်မူကြပါလို့ဘုရားသမန္တာသကဝါလိတုအတ္တရာကိသံတုဒေဝတာကတ္တမမုနိရာသတ္တသုဏံတုသက္ကမဂတံဓမ္မတဝနာကလောယံပတ္တန္တံဓမ္မတဝနာကလောယံပတ္တန္တံဓမ္မတဝနာကလောယံပတ္တန္တံနမောတသဗ္ဗေဝါတောရာတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗေဝါတောရာတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗေဝါတောရာတောသမ္မာသမ္ဗုဒ္ဓတ္တယန္တာနုမဝတောယကနေဝတတ္တိတိတိဒနာယယေစေဝနုယောသံတောရတဏီဝမတ္တိတိယောဒုက္ခသုပတိတောတောသဗ္ဗဗံကိလက်ရှိဆရာတော်ဥတီသနံတဝဒီဃာမပေါင်းသူတော်ကောင်းမှာပေါင်းလို့ကစုဖို့စုဆောင်၍ဆရာတော်၏ခေါင်းကိုအောက်မေတ္တာတရိယာတာအဖြစ်ဆရာတော်အခွန်ကျေးဇူးတရားတွေကိုကျေးဇူးဆက်တည်အနေအဖြစ်ဆရာတော်အယေရှုကြီးမှန်းလို့ဆွမ်းစာရှိသောလူတန်းဘွေရဝတ္ထုပြပြကိုဆက်ကလူတန်းခြင်းဇေယျအောင်ကြီးကျောင်း၌အပြည့်နဲ့တရင်သုံးဝါဆိုတော်မုံထဝန်တော်သံဃာတော်ရှင်သူမြတ်ပေါင်းတို့အားဝါဆိုရိယပညာမြတ်ဆက်ကလူတန်းခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုကိုပြုလုပ်ကြတဲ့ဒီကုလိုရှိမှာဘုံဘုံတို့နေပြီးတော့အားလုံးဒီဃာမတို့ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ဖို့ရန်အတွက်ဓမ္မဒေသနာလေးတစ်ပုဒ်ကိုရှင်းပြပါမယ်အပြည့်နဲ့ဘုံလို့ဒီလိုမျိုးမှတ်ပါတရားတော်ရဲ့နာမည်ကပါလေအပြည့်နဲ့ဘုံအဲ့တော့လောကမှာဘုံလို့အပြည့်နဲ့ဘုံဆိုတဲ့စကားလုံးဟာလူတိုင်းသိကြတဲ့စကားလုံးပဲကွာအဲ့ဒါဘုံကလူလိုက်ကြည့်တဲ့စကားလုံးနာမည်တရားတော်လေးကိုနာမည်ပေးလိုက်တယ်တရားကိုမနာခင်ကြပြီမှာတရားရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကအမျက်ရှိတတ်တဲ့မြတ်စွာဘုရားကိုအလိုနမောတတ္တသုံးကြည်နဲ့ရှိဖို့ကြောကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒီမှာမင်းလောက်ရှိတော့ရမယ်အဲ့တော့စီမံမင်းလောက်ပြုပြင်ပါပဲအပြည့်နဲ့ဗာလေဂုံဆိုရတရားတွေအဲ့တော့လောကကြီးမှာလူတွေအားလုံးကြည့်လိုက်မယ်ဆိုရင်ဂုံနဲ့အပြည့်ဆိုတဲ့စကားလုံးကိုလူတိုင်းသိကြတယ်အဲ့တော့ဒီစကားလုံးနှလုံးကိုလူတိုင်းသိကြပေမဲ့လို့ဂုံကိုလိုချင်ကြတာလားအပြည့်ကိုလိုချင်ကြတာလားဘုံကိုလိုချင်ကြတယ်ဒါပေမဲ့အပြစ်နဲ့ဘုံသူ့နှစ်ခုမှာဘေဟာကပုံများနေတယ်လေအပြစ်ကပုံများနေတယ်လူသားတွေအားလုံးကိုချိန်ကြည့်လူကိုမေးလိုက်မယ်ဆိုရင်အပြစ်နဲ့ဘုံသူ့နှစ်ခုမှာဘေဟာကိုပို့ပြီးတော့လိုချင်ကြတယ်လို့မေးရင်ဘုံကိုပဲလိုချင်ကြအပြစ်ကိုဘယ်လိုမှမလိုချင်ဘူးဒါပေမဲ့လောကကြီးအားလုံးကိုခြုံငုံပုံတယ်လို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အပြစ်နဲ့ပုံထုလို့ခုမှဘေဟာကပုံများနေတယ်လေဆိုရင်အပြစ်ကများနေတယ်အဲ့တော့ခေါင်းနဲ့အပြစ်ဟာဘလို့တွေကွာခြားခြင်းရှိတယ်လေဒီကမလို့ဘုံမို့လို့အပြစ်နဲ့ခေါင်းနှစ်ခုရှိတဲ့ဖြစ်မှာဒီအပြစ်ကဘလောက်ကြီးခရီးဝေးသွားနိုင်တယ်တာဆန့်နိုင်တယ်ခေါင်းကဘလောက်ကြီးနေပြီးတော့
ဒါဆန့်နိုင်လေဆိုတဲ့ဥစ္စာကိုစဉ်းစားကြည့်ဖို့လိုအပ်တယ်အဲ့တော့ဘုံတစ်ခုကိုရယူလာဖို့အတွက်ဘလို့လေသစ္စာကြရမယ်အဖြစ်တစ်ခုရှိဖို့အတွက်လူကြောက်ကဘလို့လေသစ္စာလိုက်ကြရမယ်ဒီနှစ်ခုကိုသိဖို့မလိုဘူးလားလိုအပ်တယ်ဂုံဆိုတဲ့ဥစ္စာဟာတဲ့ခုနာနာမတဏိကံအာဂိုက်ဆံဒီဖြည်းဖြည်းချင်းလာတယ်ဂုံဆိုတာဘယ်လိုလာလဲဖြည်းဖြည်းချင်းလာတယ်အဲ့တော့လူဘဝမှာဘေပုဂ္ဂိုလ်တဲ့ဖြစ်စေဂုံရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဖြစ်လာခြင်းနဲ့ဂုံတည်းရှိတဲ့လူကြောင့်ဖြစ်လာခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီဂုံကိုချက်ချင်းလမ်းကြီးရအောင်လို့ရနိုင်လားမရနိုင်ဘူးဂုံဆိုတာခုနာနာမတဏိကံအာဂိဆံတိလူသားတွေရဲ့နှလုံးသားဖြစ်ဘဝဖြစ်ကိုဂုံတွေရောက်လာရမယ်ဆိုလို့ရှိရင်ဖြည်းဖြည်းနဲ့ရှောက်လာရတယ်ဒါဆိုရင်ဘုန်းဘုတို့ဒီကမှာတို့ဟာဂုံရှိဖို့အတွက်ဂုံရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ဖို့အတွက်ဖြည်းဖြည်းချင်းစူဆောင်းနေဖို့မလိုအပ်ဘူးလားတခုချင်းစူဆောင်းရင်မိုးရေပေါက်လို့ဒီတစ်စက်မြစ်ကချနေတဲ့မိုးရေဆက်ကလေးဟာနည်းနည်းလေးဖြစ်စေတာမို့တစ်စက်ချင်းကြပါများလာတဲ့အခါမှာဒီရေအိုးကြီးပေါင်းများစွာတွေပြည့်ပြီးတော့ရတယ်လို့ပဲဂုံဆိုတဲ့ဥစ္စာကြီးကိုလည်းတခုချင်းနင်းနေချင်းစူဆောင်းရင်လည်းဘာဖြစ်လာမလဲကြည့်အောင်လုပ်ယူရမယ်ဒါကြောင့်မလို့ဂုံဆိုတဲ့ဥစ္စာကိုလူကြည်ထားတဲ့ပုဂ္ဂိုလ်ပိုင်းဆိုင်ကြည်ထားတဲ့ပုဂ္ဂိုလ်ဘဝမှာဂုံရှိတည်ကြည်လူကြောက်ကြည့်တဲ့ဘဝကြီးကိုဖြတ်တန်းကြည်ထားတယ်ဆိုလို့ရှိရင်ဒီဂုံကိုဘုံဘုံတို့ဘာလို့ဘူးလို့အဲ့ဒါလေဖြည်းချင်းစူဆောင်ဖို့လိုအပ်တယ်ဒီလိုသားလေးဟုတ်ပြီဂုံကိုဆိုလိုက်ပြီအဖြစ်ကိုပြန်ကြည့်လိုက်အဖြစ်တစ်ခုဆိုရင်ဥစ္စာကြီးကိုရလာဖို့အတွက်ဘုံဘုံတို့ဟာတခုတည်းကစူဆောင်နေစရာလိုရလားမလိုဘူးလေအခုရှင်းဘာလို့လဲလို့ရတယ်အဖြစ်ကိုဖြစ်အောင်လုပ်လိုက်လို့ရတယ်ဒါကြောင့်မို့လို့ဒေါသနာမဧကတိဝတိနေဝဧကဓိတံဝတိနေဝပတ္ထတာဝန္တိတရဖြစ်အတွင်းမှာပဲဒီအဖြစ်တွေဆိုတဲ့ဥစ္စာကဘုံဘုံတို့ဒီကမကြီးတို့စီမှာရောက်လာလို့ရနိုင်ပါလေတရှင်ဖြစ်တရဖြစ်မှာပဲဘုံဘုံတို့ဒီကမတို့ရဲ့ဘဝမှာအဖြစ်ဆိုတဲ့ဥစ္စာကိုရအောင်လို့ရပါလေမရနိုင်ဘူးလားဂုံတည်းပြည့်စုံတဲ့အဖြစ်ဒေါသကိုကြည့်လိုက်ခြင်းလို့လွယ်လေးပဲမဟုတ်တာလုပ်ပြီးတော့လိုက်ပါဒီလိုက်ပြီးပြီခါလေဟုတ်တယ်မလားဒါကြောင့်မလို့ဂုံဆိုတဲ့ဥစ္စာဟာဘဝမှာရရှိလာဖို့အတွက်အရှိန်အကြာကြီးစူဆောင်းပြီးတော့ပါလေဖြည်းဖြည်းချင်းရအောင်လုပ်ရမယ်ဂုံရှိစီတယ်ဆိုရင်ရောက်လာမယ့်ဂုံဒီတော့တမုတ်ဖို့တို့ပြင်မှာလာနိုင်ရလားဖြည်းဖြည်းချင်းလာတာဟုတ်ရဲ့လားဖြည်းဖြည်းချင်းလာတာဖြစ်တယ်ဒေါသဆိုတဲ့အဖြစ်ဆိုတဲ့ဥစ္စာကြီးဟာဖြည်းဖြည်းချင်းလာတာတမုတ်ဖို့ရှိမှလာတာတမုတ်ဖို့ရှိလာတယ်ခဏလေးပြည့်ပြည့်မှာရှားနိုင်တယ်ဒါဆိုလို့ရှိရင်ဘုံဘုံတို့ကဂုံနဲ့ဒေါသအဖြစ်ဒေါသဒီကိုတတိထောက်ဖို့မလိုအပ်ဘူးလားဟုတ်ပြီဂုံလေးရဲ့ကိုစုဆောင်းရှိတယ်ဘဝမှာဂုံရှိတယ်လို့ဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်အရင်ဆုံးမလုပ်ရမလဲအဖြစ်ကိုမဖြစ်အောင်လေမလုပ်ဘူးလိုအပ်တယ်သာစီဖို့လိုအပ်တယ်အဲ့တော့ဘုံဘုံတို့ဘဝဓမ္မခုပြောင်းသွားလေပြီးတော့ဘဝနဲ့ကြောင့်ခုပြောင်းကိုယ်လွန်လေပြီးတော့ဆရာတော်ဗဒ္ဒနာစန္ဒဘုံဘုံတို့ဒီဆရာအောင်ကြီးကျောင်းလိုက်ကြည့်ကိုထူထောင်ပြီးတော့ခန္ဓာငါးပါးယုံနဲ့တရားတို့ရဲ့ဖြစ်ပြမှုသဘောတရားကိုမလွန်ဆန်နိုင်လို့အဖြစ်သွားရပြီလေဘဝနဲ့ကြောင့်ခုပြောင်းသွားရလိမ့်မယ်ဘုံဘုံတို့ဒီကမဲတော့ဟာဒီဘဝမှာကျန်လာကြရမယ်ဒီခန္ဓာငါးပါးယုံနဲ့တရားတို့ရဲ့ဒလသက်ဖြစ်ပြနေတဲ့အရာသဘာဝတရားကြီးကိုလွန်ဆန်လို့ရနိုင်ပါမလားမရနိုင်ဘူးဘလောက်ပဲဂုံရှိတဲ့ပုဂ္ဂိုလ်ဖြစ်စေကမှဂုံရှိအောင်တော့ဘုံဘုံတို့လုပ်လို့ရပါတယ်တိုးတော့ဂုံရှိတဲ့ပုဂ္ဂိုလ်ဖြစ်စေကမှတနေ့နေ့တစ်ချိန်တော့ပါပြရအောင်ပါလေဘဝရဲ့နေကုန်းကိုရှောက်ကြရအောင်လေရှောက်နှံ့ကြရအောင်လေလွတ်နိုင်ရလားဘုံကပညာတတ်တယ်စာတော်တယ်ပိုက်ဆံရှမ်းသားတယ်ဒီပုဂ္ဂိုလ်တွေအားလုံးဘလောက်ပဲဂုဏ်တွေရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်စေကမှဒီသင်္ခါရဘုရားတို့ရဲ့ဖြစ်ပြမှုသဘောတရားကိုလွန်ဆန်နိုင်တဲ့ပုဂ္ဂိုလ်ဒီကဘာကြီးမှာရှိနိုင်ရဲ့လားမရှိနိုင်ဘူး
တဘာဝတရားကိုအန်တုဖို့ကြိုးစားနေကြပါတယ်ဆိုတဲ့သိပ္ပံပညာရှိတွေရူပဗေဒပညာရှိတွေဘုံဘုံတို့ဒီတဘာဝတရားတွေကိုလွန်ဆန်နိုင်ပါမလားအေးအခုလည်းနေပြီးတော့ဆရာတော်ဆန္ဒဟာလည်းပဲဘာလောက်ပဲဒီကြောင့်တိုက်ကြီးကိုထူထောင်လို့သာသနာတော်ထိမှာဘုံရှိတဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်စေပါသင်္ခါရတရားတို့ရဲ့ခြေပြတ်မှုသဘောတရားကိုမလွန်ဆန်နိုင်လို့မဖြစ်ကြရဘူးလေဘဝအနေနဲ့အဆုံးသတ်ကြရတယ်ဒါပေမဲ့လို့ဒီဆရာတော်မှာရှိခဲ့တဲ့ဂုဏ်တွေဟာဆရာတော်အဆုံးတတ်တော့ဂုဏ်တွေဟာအဆုံးတတ်နိုင်ပါမလားပရိရေသသုနာမိသသုရမိသန္တမန္တလံပရိရံခဏဝိတ္တံတိခုနာတုကပ္ပဒိဋ္ဌိယောဘုံတို့ဒီကမဲ့ရဲ့ခဏကိုကြည့်တာတနေ့နေ့ရှိမှပြည့်ချင်းတဘောတရားကိုဥတည်လို့အဆုံးတတ်ကြရမယ်ဘဝရဲ့နေကုန်နေဝင်ကြီးအရှိကိုရောက်လာကြရဒါပေမဲ့လို့ဒီကမဲ့တို့ဘုံတို့ရဲ့ဘဝမှာလှုပ်ထားခဲ့တဲ့ရရှိထားခဲ့တဲ့ပိုင်းဆိုင်ထားခဲ့ရတယ်ဂုံတွေဆိုတဲ့ဥစ္စာကြီးလူအသက်တည်တော်ပြီလေလို့ဘုံဟာတည်ဆုံးနိုင်ပါမလားမတည်ဆုံးနိုင်ဘူးဘုံတို့သာသနာတော်ဒီမှာလေးကြည့်လိုက်ပါဦးပြန်တော်မူတော့ကြရဖြစ်တဲ့ဘုံတို့ရဲ့ဆရာသမားတွေနောက်တစ်ခါသာသနာတော်မှာတကယ်ထင်ရှားဖြစ်ပါပဲဆိုတဲ့လေဒီဆရာတော်ဘုရားတို့ဘိုးကောက်ဆရာတော်ဘုရားကြီးတို့ဘဝနေကအဆုံးသတ်ဖြစ်ပြီမဟုတ်ဘူးလားဒါပေမဲ့လို့ဒီဆရာတော်ရဲ့ဂုဏ်တွေဟာပုံဆုံးသွားရလားတနေ့တနေ့ဒီဆရာတော်တွေထောင်တဲ့သာသနာတော်ကြီးကဘာဖြစ်လာလဲခြေပြန့်ပြီးတော့လာတယ်ကိုယ်နိုင်ငံကြီးမကလို့ဘာဖြစ်လဲနိုင်ငံခြားကဘာကြီးကိုဘာဖြစ်လဲခြေဆန့်ပြီးဖမ်းလာနိုင်ပြီဒါဟာဘသူတွေရဲ့ဂုဏ်ကြီးစုကြောင့်လည်းမရင်ပြန်လာတော့ဘုံသားကြတယ်ဖြစ်တဲ့ဒီမဟာစီဆရာတော်တွေဘိုးကောက်ဆရာတော်တို့ဒီလိုဆရာတော်ကြီးရဲ့ဂုဏ်ကြီးစုကြောင့်ဒီလိုပြန်လာနေတာဖြစ်တယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဒီကမတို့ဘုံတို့ရဲ့ဘဝမှာဂုဏ်ဆိုတဲ့ဥစ္စာဟာပြည့်စုံတော့ရမယ်အရာခန္ဓာကိုယ်ကြီးကပြည့်စုံကောင်းနိုင်တယ်ဆိုရင်လည်းဂုဏ်ဆိုတာရှိအောင်လုပ်ရမှာလားမလုပ်ရဘူးလုပ်ရမယ်ဂုဏ်ရှိအောင်လုပ်ရတယ်အဲ့တော့အခုဆရာတော်ဗဒနာဆန္ဒဟာလေးတဲ့ကျမ်းတော်တော်မူကြီးပြီလို့ရှင်လေးဇေယျအောင်ကြီးချမ်းတိုက်ပါလို့ဘုန်းတော်တို့ဒီကမကြီးတို့ပြောနိုင်လောက်သာသနာတော်မှာမှတ်တဲ့တူကျမ်းနိုင်လောက်အကြည့်ဖြစ်နေရေးချင်းဒီဘသူရဲ့ဂုဏ်ကျေးဇူးကြောင့်လေဆရာတော်ဆန္ဒရဲ့ဂုဏ်ကျေးဇူးကြောင့်မဟုတ်ဘူးလားဒီကြောင့်လိုက်ဟာပြစ်ပေါက်ဘလောက်ကြာကြီးဆက်နေအောင်မလေးဆိုတဲ့ဥစ္စာကိုကြိုပြောနိုင်ပါမလားဆရာတော်ဆန္ဒမရှိတော့ဘဲလို့ဆရာတော်ဆန္ဒရဲ့ဂုဏ်ကျေးဇူးကြောင့်ဒီကြောင့်လိုက်ပြီးနောက်နှီးပေါင်းပါလေတရားကြာခြင်းလေကြာအောင်လေတထောင်ကြာခြင်းလေကြာအောင်လေအဲ့တော့အကြာကြီးဖြစ်အောင်လုပ်ရမယ်ပိုက်ကြီးကြံကြီးဖြစ်တဲ့ဘုံဘုံတို့ဒီကမားတို့ရဲ့တောင်းရက်တွေကဖြစ်တယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဆရာမဘုရားထားခဲ့တဲ့ဂုဏ်ကျေးဇူးတရားတွေကိုဘုံဘုံတို့ကြည်ပြတ်အောင်လုပ်နိုင်ရမယ်အပိုင်းကြီးဘုသူတွေရဲ့အပိုင်းဖြစ်ပြီးလေဘုံဘုံတို့ဒီကမားတို့ရဲ့တောင်းရက်တွေဖြစ်တယ်လိုအပ်တော့လိုအပ်ဘူးလားအဲ့တော့ဒီကမားတို့ကနောက်ပိုင်းမှာဒီအင်းမျိုးဒီဆရာအောင်ရဲ့ကျောင်းလိုက်ကိုတက်နေတည်းကဖြည်းဖြည်းဆုံးရှောက်လို့ဒီကျောင်းလိုက်ဟာတကြီးဖြည်းနေပြီးတော့ကြီးပေါ်လေးတိုးတက်လာလေးလေးပဲကျမ်းတော်မူတော့တဲ့ဆရာတော်ဆန္ဒရဲ့ဂုဏ်ဟာလည်းဗာဖြစ်တယ်ပို့ပြီးတော့ကြီးကျယ်လာလေးလေးပဲအဲ့တော့အဲ့လိုကြီးကျယ်လာလေးလေးပဲဘုန်းဘုံတို့တာသနာတော်အတက်တန်ဖို့ဟာဗာဖြစ်လာနေတယ်ကြီးပါလေးဖြစ်တယ်ဒါကြောင့်မို့လို့ဆရာတော်ဆန္ဒကျမ်းတော်မူသားဒီလေးလို့ဆရာတော်ဆန္ဒထူထောင်ထားခဲ့တဲ့ဗန္ဒနာဆန္ဒထူထောင်ထားခဲ့တဲ့ဒီကျောင်းလိုက်ကြီးတွေကိုဘုံတို့ဂုံရှိတရေရှိနဲ့ထိမ့်သိမ့်ဖမ်းနိုင်ဖို့အတွက်ဒီကမကြီးတို့ဘုံတို့ဟာတန်းနိုင်တဲ့တစ်ဖက်ကလန်းကနေဝိုင်းဝန်းပြီးတော့ပါလို့ကြအောင်လေကျိုးစားဆောင်ရွက်ကြရမယ်အဲ့တော့ဒီလိုဆုံးချောက်ဖမ်းနိုင်မှသာလေဘုံတို့သာသနာတော်ကြီးကလည်းရေးရှိရှိအရှိကလို့တည်တတ်နိုင်တယ်လို့ဒီကျောင်းလိုက်ကြီးကလည်းဘာဖြစ်မှလဲတကြီးဖြစ်နေစေပင်တိုးတက်အောင်ကြီးကိုထားမှာဖြစ်တယ်အဲ့ဒါမျိုးဘုံတို့ဒီကမကြီးတို့ဟာကိုဘဝအတွက်ကိုဘုံရှိအောင်ကြိုးစားကြတယ်လို့ပဲဒီနေ့ဒီတော့ဆရာအောင်ကြီးကျောင်းလိုက်မှာကွန်လိုတော်ကျန်တော်မုံကြီးကြီးဖြစ်တဲ့ဆရာတော်ဗဒ္ဒန္တစန္ဒရဲ့ဘုံတွေကိုလေးပဲအောက်ကြီးတန်းတာတွေအနေနဲ့ဘုံတို့ဒီကမတို့ဟာကြီးစုဆက်တဲ့အနေနဲ့ဒီတွေ့ကိုလုပ်တာမဟုတ်ဘူးလားအဲ့တော့ကျန်တော်မုံသားကြီးဖြစ်ခဲ့ပြီလေလို့ဒီကမတို့ဒီကကြီးတို့ဒီကမကြီးတို့ကိုသလုံးတပါကတကားတာတပုတ်ဟောပြပြတာဆိုဆုံးမှခဲ့တဲ့တရားဒေသနာတွေရှိခဲ့ပြီလားရှိခဲ့တယ်အဲ့တော့ကိုကိုဝေါကြပြတာဆိုဆုံးမှခဲ့တဲ့ဂုံဆိုတဲ့ဥစ္စာဟာဘာဂုံဖြစ်မှာပါလဲအာစရိယဟို
ဘာကုန်ဖြစ်မှာပါလဲအာစရိယဂုံအဲ့တော့ဘုန်းတို့ဂုံဘယ်နှပါရှိလဲဆိုလို့ရှိရင်မာတာပိတုဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောတန်ခဂုဏောအနန္တောမာတာပိတုဂုဏောအနန္တောအာစရိယဂုဏောအနန္တောဒီနေ့ဒီကမတို့ဒီကကြီးတို့ဒီကမကြီးတို့ဟာဆေရောဘုရားကိုယေရှုယီမန်းလို့ဒီဆွမ်းကခြင်းကုသိုလ်ကောင်းမှုတန်ခါရကိုပြစ်ထိုက်ပြီးတော့ဒီကုသိုလ်ကောင်းမှုကိုလုပ်ခြင်းဟာဆရာသမားရဲ့ဘုံကိုပြန်လေတရိယာလို့ကျေးဇူးဆက်တာဖြစ်တယ်။ဘာဘုံကိုလဲအာစရိယဘုံဆရာဘုံကိုပြန်လေကျေးဇူးဆက်တာဖြစ်တယ်။ဂုံ၅ပါးရှိမှာဗုဒ္ဓဂုဏ်တော်အနန္တောဗုဒ္ဓဂုဏ်တော်ဘုရားရှင်ရဲ့ဂုံဟာအနန္တောပိုင်းခြားလို့မရနိုင်ဘူး။ဓမ္မဂုဏ်တော်အနန္တောဓမ္မရဲ့ဂုဏ်ဟာလေးတွေပိုင်းခြားလို့မရနိုင်ဘူး။တန်ခဂုဏ်တော်အနန္တောတန်ခါရဲ့ဂုဏ်ဟာလေးရည်သက်ပိုင်းခြားလို့မရနိုင်ဘူး။မာတာပိတုဂုဏောအနန္တောမိဘရဲ့ဂုဏ်ဟာလေးပဲရည်သက်ပိုင်းခြားလို့မရနိုင်ဘူး။အာစရိယဂုဏောအနန္တောဆရာဓမ္မရဲ့ဂုဏ်ဟာလေးပဲရည်သက်တိုင်းတာလို့မရနိုင်ဘူး။အမှန်တမ်းကြည့်ကြည့်ပါလေဆိုတဲ့မဟာပဂိမြေကြီးရည်သက်တိုင်းတာရင်မရနိုင်ဘူးလား။ရှားနိုင်တယ်။မြင်းမုံတောင်ကြီးကဘလောက်ပဲနေတယ်ဆိုကြည့်ကမှတိုင်းတာလို့ရနိုင်သလားမရနိုင်ဘူးလား။ရှားနိုင်တယ်ဒါပေမဲ့လို့ဆရာဓမ္မရဲ့ခုံးကိုတိုင်းတာလို့ရနိုင်ပါမလားမရနိုင်ဘူးအဲ့တော့ဒီလိုပြောလိုက်တယ်လွန်တယ်ဒီလိုပြောလိုက်တယ်ဆိုလို့ရှိရင်လွန်တယ်လို့မထင်နဲ့ဆရာဂေါတမပြောက်ကိုအမိန့်ကိုရခဲ့တဲ့တပည့်တယောက်ကြီးဘဝမှာဘလောက်ထိကြိုးတက်ကောင်းနိုင်တယ်ဆိုတဲ့ဥစ္စာကိုဒီကမကြီးတို့ဒီကကြီးတို့လက်တွေ့ဘဝကိုထပ်ထမ်းကြည့်တဲ့အခါမှာသိကြပါလိမ့်မယ်မဟုတ်ဘူးလားအဲ့တော့ဆရာသမားတယောက်လမ်းညွှန်ပြတာလိုက်လို့ဆိုဆုံးမလိုက်လို့ဒီအဆုံးမကြောင်းနဲ့မှားနေတဲ့လမ်းကနေအမှန်ကိုရှောက်တော့တယ်မြတ်စွာဘုရားကြီးဟူသောဆရာကိုဘုန်းတော်ကအမိန်ထလို့လောကကြီးမှာနေပြီးတော့တန်တရားဝတ်ဘောကကနေလောတော်ကြတဲ့ပုဂ္ဂိုလ်တွေအများကြီးမရေတွက်နိုင်အောင်မရှိဘူးလားအေးဘုန်းတော်ဒီကမတို့ဟာလည်းပဲဆရာသမားကြီးဘောကြပြတာဆိုဆုံးမတဲ့တရားဒေသနာလေးတစ်ပုဒ်မင်းကြားခဲ့ဖို့တဲ့စကားလေးတစ်ခွန်းကြောင်းနဲ့အမားတွေအများကြီးဘဝမှာလောကောနိုင်နေတာလည်းရှိဘူးလားရှိတယ်အခုလောလောဆယ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုတန်ခါတော်တွေက lesson ကလို့အခုဒီကမတို့ဆိုလို့ရှိရင်ဆရာတော်ဆန္ဒတို့ကနေပြီးတော့အစင်းစစ်တရားဒေသနာတွေကိုဘောကြပြတာဆိုဆုံးမဖြစ်လို့ဒီတရားဒေသနာတွေကိုနာခဲ့ရတဲ့အတက်ကြောင့်လေဘဝမှာမလုံတဲ့ဥစ္စာတွေကိုမလုံပြီးတော့ကိုယ့်အတွက်အများကြီးကျင့်စေလို့မရနိုင်ဘူးလားရနိုင်ရဲ့လုတ်တင်ထုတ်ထိုက်တဲ့ဥစ္စာတွေကိုလည်းလုတ်ရမယ်ဆိုတဲ့ဥစ္စာကိုပို့ပြီးတော့ကွက်ကွက်ကွင်းကွင်းမသိနိုင်ဘူးလားသိနိုင်တယ်ဒါဒီဘာကိုအမြင်ပြုလို့ရခဲ့တာလေဆရာကိုအမြင်ပြုလို့ရခဲ့တာဒီလိုရလာခဲ့တဲ့အကျိုးကျေးဇူးဘလောက်ကြီးမားတယ်ဆိုတဲ့ဥစ္စာကိုတိုင်းတာလို့ရနိုင်ပါမလားမရနိုင်ဘူးဒါကြောင့်မို့လို့အာစရိယဂုဏောအနန္တောဆရာသမားရဲ့ဂုဏ်ဟာဘလောက်ပဲမြင်းမုံတောင်နဲ့တိုင်းတာရင်လေတိုင်းတာလို့မရနိုင်ဘူးမဟာပရိမြေကြီးနဲ့တိုင်းတာရင်လေတိုင်းတာလို့မရနိုင်ဘူးဒီနေ့ငါတို့ဟာဆရာသမားရဲ့ဂုဏ်ကိုအောက်မေတ္တာတရိယာတော်အဖြစ်ဒီကုသိုလ်ကောင်းမှုကိုလုပ်ခြင်းဟာဆရာကအာစရိယဂုဏတော်အနန္တောလို့ဟောအပ်တဲ့ဆရာကိုကျေးဇူးဆက်ခြင်းဖြစ်တယ်ဒီလိုကျေးဇူးဆက်ခြင်းဆိုတဲ့ဥစ္စာကြီးဆရာကိုအောက်မေလို့ကျေးဇူးဆက်ခြင်းဒီသူတော်ကောင်းလို့ရဲ့လမ်းစဉ်ကလူမကောင်းတဲ့လူတွေရဲ့လမ်းစဉ်ကဒါဆိုရင်ဒီကမတို့ဘုံဘုံတို့ဟာသူတော်ကောင်းလို့ရဲ့လမ်းစဉ်ကိုလိုက်ပြီးအတွက်ဆက်ပြီးတော့ဒီပြီးတော့ဆရာတော်စန္ဒအထီထောင်ထားခဲ့တဲ့ဒီကျောင်းတိုက်ကြီးကိုလည်းပဲကြီးကြမှာကဘုံတည်းရှိတဲ့ကျောင်းတိုက်ကြီးကိုဖြစ်လာနိုင်အောင်ငါတို့ဒီဆက်လက်ပြီးစူးစမ်းကြမယ်ဝိုင်းဝန်းပြီးတော့တစ်ဖက်တစ်လမ်းကနေဆောင်ရွက်ကြမယ်လို့အာရုံပြုပြီးတော့မိမိတို့ဘဝမှာလည်းရှိတဲ့ရှိတတ်တဲ့ဂုဏ်တွေရှိလာနိုင်အောင်စူးစမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဆန္ဒပြုရတဲ့ဒေသနာတော်ကိုဒီကုန်းကံပတ်ဆုံးဖြတ်ကြရအောင်နာရီယောသန္တာလောကမိယတာသုဒ္ဓာနိငါကြရေဒတ္တပါရမီသုဒ္ဓာနိခန္ဓာဝဗုဒ္ဓသာသနေနာရီယောလောင်နှံချံပါမဆောင်သာတေလျာယာပြိမြောကားလင်းရွယ်ပင်ဆောင်သာညောကသမီးကလေးများတို့သည်သန္တာလောကမိဥရတောင်သမောင်ပြတ်သေးရောက်လာဝင်ချီနေတာပြတ်ကဘာဓမ္မတာလိုက်လာတာခိုင်ဗုဒ္ဓနိငရီ
တိပိလူနိုင်ဝင်အောင်ဖိုင်မင်းကြလေအောင်ရသောဧဝမေဝါယဝတာတာပမနာယောသူနိတုစွာဗုဒ္ဓသာတေဗုဒ္ဓမြတ်စွာသာသနာလာမိကပအတိဝေလင်းတဲ့ချင်းတိတိတောက်တဲ့ကပဓမ္မသာလိုက်သာသနာဆိုတဲ့လတာကကြည်နိုင်ပါရမီသောတာနိအမြတ်လာယဘုဒ္ဓိတိစေအေပါရမီစေပါကိကိညာတို့ကိုကျန်တော်ကြံကြဆန်းအနိုင်ရလိုက်ရကဘာဂိတ်တပင်ဓမ္မဂိတ်ဝေအောင်မုရှမကေဖိုင်ငင်တတ်ကြလေကောင်ညာတတော်ဆရာပဋ္ဌာနာသန္နာလေယေစုရီမနရဲ့ပူဇော်ခြင်းတက္ကိစ္စတရတကာရဝကိုကရွန်တိပြုလုပ်ကြပါကုန်၏ဘုရားဓမ္မတဝနံရှင်ရတော်ဝါကြပြလာဆိုဆုံးမသောဓမ္မကထာဒေသနာကိုလည်းဥနန္တိနာယူကြပါကုန်၏ဘုရားမေမကံပြပြေတော်တွေ့တော်မှာတို့၏ဣဒံဘုံမြဘာဂယေနေယကိုပြုပြုသင်္ဃာဒါနသီလဘဝနာစုမြတ်ကောင်းမှုတို့သည်နေမနတတတမယာတိလေသာရောကင်းဝေးရမှမြတ်နိဗ္ဗာန်ပြည့်စုံကြောက်တာပံဒီဘောတုဖြစ်ပါစေသာနိဗ္ဗာန်နိဗ္ဗာန်သာဘဂဝေယသိမွေတံတေသံဃာဒါနသံဃာယမတိတော်တိနေယတိရှိတော်မြင်မြတ်ပြည့်စုံတော်ပြုတော်မှာတို့သည်ဣနာကုလိယောညာဥဒ္ဒညာသိဉ္ဇမေတော်ဘဝတို့၌နတ်ဘဝယမမဖြစ်ရပါလို့ဘုရားဩဓမကုနေဉာဏ်ဉာဏ်တတ္တကြာသိဉာဏ်ပြေဝသောဘဝတို့၌သာလေဘဝယမဖြစ်ရပါလို့ဘုရားမေမကံဘုရားတိပိရာတိပိရာမာရိဓမ္မညာပါကံဣမမေဘုညာပါကံယနေ့ယခုပြုပြုသည်များဒါနသီလဘာဝနာစုမြတ်ကောင်းမှုတို့ကိုဘုရားတိပိရာတိပိရာမာရိနဲ့ယခုဘဝသန္တရာဘဝဆက်ဆက်ကတော်ဆက်ကိပုကြောင့်မမိခင်ပကိသွင်းမြတ်တရားဆရာသမားအဘိုးအဘွားဆွေမျိုးမိတ်တင်ကားတို့နေတဲ့ကရွာဆုံးတဲ့ညုဆုံးတဲ့အိမ်ဆုံးတဲ့ရာဆုံးတဲ့လေဆုံးတဲ့နေဆုံးတဲ့ပြေဆုံးတဲ့တက်ဆုံးတဲ့တော်ဆုံးတဲ့စစ်ကြောလာဆုံးတဲ့တောတော်ကံရာမြစ်လျှောက်ဤဟန်နေသမုတ်တရားကြောက်ကံဗျာစီဒီတို့ပဒတရားလမ်းစာရေးတို့ကိုသုံးချရနေကြဘုံကနာရဲ့လိမနာသုံးတော်နဲ့ရဲ့ပြင်းနာသုံးတော်နဲ့ရဲ့စေနာသုံးတော်နဲ့အထက်တို့သုံးတော်နဲ့အကုသုံးတော်နဲ့လေသုံးတော်နဲ့တတရတဝိလကကုလဝေရဝိလူပကအမြင့်ရှိတော်နဲ့ဒီလေးပါမြေတက30တဘုံကြီးလေးရအောင်တော်လူနဲ့ဓမ္မတတ္တဝအပေါင်းတို့အမြအမြပြည့်ဝပါကုန်၏ဝိသေတတော်သုတတိပေတ္တံလည်းငတ္တဘဝ၌တောင်းရွှေကြောက်ဆောင်တော်မူပြီးသောပတ္တန္တာဥသန္တာအမြပြည့်ဝပါကုန်၏မေမကံပြတိတော်တိတော်မရိဣဒံဘုံညပါယံဣမနေဘုံညပါယံနှင့်ရှင်နေယခုပြုပြုသည်များဒါနသီလဘာဝနာစုမြတ်ကောင်းမှုတို့ကိုဣမေတတ္ထာဤဆိုအကိတိကုံသော30ဘုံ၌ကျင်နေကြကုန်သောတတ္တဝါပေါင်းတို့သည်သာဓုသာဓုသာဓုတိကောင်းလာပါ၏ကောင်းပါ၏ကောင်းပါ၏ဝေရနုမောဒနာပြုနိုင်ကြပါစေသာမေမကံပြလေးသာလေးတော်မရိဣဒံဘုံညပါယံဣမနေဘုံညပါယံနှင့်ယနေ့ယခုပြုပြုသည်များဒါနသီလဘာဝနာစုမြတ်ကောင်းမှုတို့ကိုတန်တရေဒါနသံဃာကျောင်း၌ဖြစ်သောကျင်နေရသည့်တရားပမာတော့ဤကုသိုလ်ကောင်းမှုအဖို့ပါရုပ်ကိုမေလျော့ကိတိရှိသောအယံဝတ္တံတရေဤနသိငေတော်တွေ့ရသောမဟာပုရိသကြီးသည်တကိဌာနေငါမြင်လိုက်ပါ၏ငါကြားလိုက်ပါ၏ငါသိလိုက်ပါ၏ဟူ၍သတိအရာ၌သာတုဘဝတုတိဋ္ဌာတုတေဝစေတာတေစေတာဆရာတော်ဥသနာနှင့်တကွအာလုံးခြားခြားသမျှအမြသုရောမုံကြပါကုန်သောသာဓုသာဓုသာဓုဆရာတော်ဗဒ္ဒနာဥသနာနှင့်တကွအာလုံးခြားခြားသမျှအမြသုရောမုံကြပါကုန်သောသာဓုသာဓုသာဓုဆရာတော်ဗဒ္ဒနာဥသနာနှင့်တကွအာလုံးခြားခြားသမျှအမြ
အမြရှုတော်မူကြပါဦးသောသာဓုသာဓုသာဓုအမှုကျမ်းမှာရှင်သာတိတိယဟုတ်ပါကိုရဆန္ဒဟောပါပြည့်စုံလို့မလိုလားမတော်နာတော့နိဋ္ဌာပိဏယနာမုဒိနာကိငါလိုလားတော်နာတော့အဋ္ဌပိတိချက်တည်နေတာပေါင်းလို့နဲ့ပြည့်စုံပြီးသတ္တတိလသုဒ္ဓသာကပညာရေးဟောတဲ့ပါကိုခေါ်အပ်တော်သူတော်ကောင်းဥစ္စာယန္တနာကုဏဘာတို့ကိုပိုင်ဆိုင်နိုင်ပြီးရင်နိဗ္ဗာန်ဘက်ကိုမျက်မှောက်ဖြစ်နိုင်တော့အရိယာသူတော်စင်များဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုပါလေဘောဇနိကဘောဇနိကသာသာကေမအိနာဆောစေဝေသုခေသုတိနာကိုမာရောဘာသာစေမြတ်တို့အားရှင်မြတ်စွာဘုရားမှာသတ္တဝါပါမတိရောင်းတဲ့တရားကြောင့်ဒီဘက်ကပါပါဟောပြရပါဒီကောင်းရဲ့ဘာသာကိုဘုရားဆရာတော်ဆရာတော်အတန်တာဘာသာဆရာတော်ဝေလီကေသုံးတော်ခြင်းတွေကတော့မြတ်မြတ်စွာဘုရားတတဝါတို့အားတတဝါညညတာအများကြီးဝေပါဒီတော်တို့လေဒီတော်တို့ကျမ်းမှာကိုကျမ်းနဲ့ဆံတာရဲ့စိတ်ချမ်းသာရေးခတ်သိမ်းဒီဉာဏ်ကြီးကလောက်တဲ့စီပေါ်ဘုဒ္ဓတရားသာသနာတော်မှာစိတ်ရောက်တော့ပန်းဒီမှာတို့ဒီမှာပြီးတော့ဆိုင်ကဲဦးဇင်းနေကြွပါဗျာဆောင်းဖို့ကြွပါဗျာဒီလူတွေကအရင်ကြီးတယ်ဒီလောက်ထားလို့ဒီလိုဖြစ်
သူကချောတယ်လေချောတယ်လေဦးရဲချောအတန်မထိပါဘူးနောက်ခံအတန် Say la come nyo myo chu kra kai da we myo chu kra kai da ko ti ko na te wa ka tai free dai na nya ta ni le ya we di phong su ni a po bi a mu ta ka re sa ka ma ma mui myo shai ti thui shi ka ma si May say la argan kay nyo Tamay ton chara kay da we Tamay ton chara kay da Bi mo kwesa ton ta kali Oro ya we Na piasi si chain kay ling ro mui Le ya wati Myo pi sa ki ta swami Kana li karo ya tamay mui Charlotte bị bà bị hạ điều chỉ bây giờ Mongala city and the be komali Di om ye ma ni tai la sai la kom nyo Nyo chu kra kai da we nyo chu kra kai da ko ti ko na ti wa ka tai free Dai na nya ta ni le ya
မွေမျိုးရှိတီသွေးရှိကပါစီဒီမီနီယာပိုင်ဆိုင်လာအရကန်ရခိုင်မျိုးသမိုင်းတော်ကြရခိုင်သားဝိသမိုင်းတော်ကြရခိုင်သား